ခိုင်းခိတ်ချက်နာနေပြန်လဲကြိုဆိုလိုက်ပါရဲ့ရှင်ဒီတစ်ပတ်ပြောပြချင်တာကတော့ကိုရီးယားမှာနာမည်ကြီးဖြစ်ရမှန်မှုကင်းတစ်ပုဒ်ပါ29နှစ်ကြာတဲ့အထိကိုတရားခံအောင်မတွေ့သေးဘူးတဲလွန်စာများစွာရှိပေမဲ့လည်းတရားခံဘယ်သူမှကောက်ချက်ချလို့မရဘူးဖြစ်နေတယ်ပေါ့နော်အခန့်နဲ့ကောင်မလေးကအတန်းဘော်တွေနဲ့ဘာကိုသွားတယ်သူတို့တငယ်ချင်းတွေတောက်စားကြတယ်ကာရာအိုကေဆိုင်တွေပါလည်းသွားကြတယ်ဒါပေမဲ့နောက်နေ့မနက်မှာတော့သူကအစားအသောက်မရှိအောင်လို့ပျောက်ဆုံးနေတာသူ့နာမည်ကတော့လီယွန်ဟီပါသူကပျောက်ဆုံးတဲ့ချိန်မှာတော့29နှစ်ရှိနေပါပြီသူကသတုထနဲ့ကျောင်းသူတရိษံဆေးပညာကိုလေ့လာနေတဲ့ကိုရီးယားရဲ့တက္ကသိုလ်တစ်ခုမှာပေါ့နော်အဲ့ဒီနေ့မှာအမှုခင်းဖြစ်တဲ့နေ့ကဇွန်9ရက်နေ့2006ခုနှစ်ပါသူတို့ကအတန်းလည်းပြီးပြီးကျောင်းလည်းပြီးကန်နေပြီစာမိုးပွဲဖြေဖို့ပဲကျန်တော့တဲ့အတွက်ကြောင့်သူတို့တွေထွက်ပြီးတော့တငယ်ချင်းတွေအတန်းပေါ်တွေအယောက်40လောက်ရှိတယ်သူကညစာထွက်စားရင်းနဲ့တောက်ကြစားကြလောက်ကြရဲပေါ့နော်နောက်နေ့ကူရရဲ့ဂျွန်6ရက်နေ့မနက်2နာရီခွဲလောက်မှာသူကပြန်တော့မယ်သူတငယ်ချင်းတွေကိုလည်းပြောတယ်ကြာတော့သူကပြန်တော့မယ်အဆောင်ကလည်းသူနဲ့တိတ်မဝေးဘူးဒါပေမဲ့သူတငယ်ချင်းမစ္စတာကင်ဆိုတာရှိရသူကအဆောင်လိုက်ဖို့မယ်ဆိုပြီးတော့ပြောတယ်သူတို့နှစ်ယောက်ထွက်သွားကြပြီးတော့ဆောင်ရှိကိုပတ်တီတော့လိုက်မပို့ဘူးမစ္စတာကင်ကအဲ့နားလေးမှာလမ်းကြားလေးမှာနည်းနည်းတော့မှောင်အဲ့လမ်းကြားလေးကနေပြီးသွားတော့မယ်ဆိုပြီးတော့ကောင်မလေးကငါ့ရင်လည်းရောက်ပြီးသွားတော့မယ်ဆိုပြီးတော့ပြောတဲ့အချိန်မှာပဲမစ္စတာခင်ကလည်းလှည့်ပြီးတော့ပြန်လာခဲ့တယ်6ရက်နေ့ဂျွန်ကျတော့သူကအဲ့မှာကိုရီးယားမှာကholiday ဆိုတော့အတန်းတွေပါလည်းမရှိဘူးနောက်နေ့9ရက်နေ့ဂျွန်ကျတော့ကောင်မလေးကကြောင်းမလာဘူးမလာတဲ့ခါကျတော့တငယ်ချင်းတွေကလည်းသူဆောင်မွေးပွဲကြီးဖြေဖို့အတွက်ဒီအတန်းကိုမလာဘူးတချို့ကျောင်းသူကျောင်းသားတွေကလည်းအဲ့အတန်းကိုမလာကြဘူးအဲ့လိုပဲထင်ကြတာပေါ့နော်အဲ့အချိန်မှာလည်းမစ္စတာခင်ကတော့အိမ်ကိုလိုက်ပြီးတော့သွားကြည့်တယ်ဒါပေမဲ့သူတကားခောက်ကြည့်တဲ့ချိန်မှာဘယ်သူမှပြန်မထူးဆိုတော့လည်းသူလည်းသူစာရွက်ချက်ပြီးအပြင်နေပါခဏသွားတယ်လို့ထင်ပြီးတော့ပဲပြန်ပြီးတော့လှည့်လာခဲ့တယ်နောက်နေ့ဂျွန်10ရက်နေ့ရောက်တဲ့ချိန်မှာတော့သူကအတန်းကိုလည်းရောက်မလာဘူးသူချိန်ထားတဲ့တငယ်ချင်းတွေလည်းမတွေ့ဘူးဆိုတော့တငယ်ချင်းတွေကငါတို့နေ့လည်ကြလို့ရှိရင်လိုက်သွားကြမယ်သူနဲ့လည်းထမင်းစားရင်းနဲ့ဆိုတော့တငယ်ချင်း4ယောက်မစ္စတာခင်မပါဝင်သူတို့သွားကြတယ်သူ့ရဲ့အခန်းကိုရောက်တဲ့အချိန်မှာတကားခောက်ကြည့်တယ်မော်တော်ခွေးတွေကလည်းအရန်ဟောင်းနေတဲ့အတွက်ကြောင့်သူပြောင်းနေရလဲကြာပြီးအဲ့ဒီကလည်းအဆင်ပြေရလားဆိုတော့သူ့ရဲ့အမကိုဖုန်းဆက်ပြီးတော့မေးကြတယ်တငယ်ချင်းတွေကမေးတဲ့အခါကျတော့သူ့မလည်းငါနဲ့အဆက်အသွယ်မရှိဘူး2ရက်လောက်ရှိပြီလို့ပြောတဲ့အချိန်မှာသူတို့ဒါယွန်ဟီရဲ့ပုံမှန်မဟုတ်ဘူးယွန်ဟီကကျောင်းတော့လာတငယ်ချင်းတွေလည်းအမြဲတမ်းအဆက်အသွယ်ရှိရတော့ကြောင့်သူတို့ကရဲကိုတိုင်မယ်ဆိုရဲကိုဖုန်းဆက်လိုက်တယ်ရဲကိုရောက်လာတဲ့အချိန်မှာပဲရဲရောက်လာတဲ့အချိန်မှာပဲတကားလော့ချတာသူတို့တကားတော့ password နဲ့ဝင်ရတဲ့တကားမျိုးစားဒါပေမဲ့သူတို့ကမသိတဲ့အခါကျတော့တကားကိုရိုက်ထုတ်ပြီးတော့ဖွင့်လိုက်တဲ့အချိန်မှာအခက်အနံ့ဆိုတော့ရှိတယ်ကျမ်းမြတ်မှာလည်းရှုပ်ပွားနေရတယ်ပေါ့နော်ထွေထွေထူးထူးတွေးကွက်တို့ပါလို့တော့မရှိဘူးမှာခွေးနဲ့ကောင်ရှိတယ်အဲ့ခွေးတွေရဲ့အနှစ်ကြီးတွေကြောင်ရဲ့ခွေးတွေရှောက်ပြီးတော့ဆော့ထားတဲ့အတွက်ကြောင့်အခက်အလုံးဝပွားရှုပ်နေရပေါ့နော်ယွန်းဟီရဲ့မိဘတွေကိုလည်းတငယ်ချင်းများခေါ်ပြီးတော့ပြောလိုက်တယ်ဒီလိုပေါ့နော်ယွန်းဟီကအခန်းထဲမှာမတွေ့ဘူးပြောင်းနေရလဲ2ရက်3ရက်လောက်ရှိပြီဆိုပြီးတော့ပြောလိုက်တော့သူတို့မိဘတွေကလည်းရောက်ချလာတယ်အဲ့မှာသူ့ရဲ့အခန်းကိုရှာဖွေကြတယ်ရဲတွေကကြည်သွားတယ်လိုအပ်ပစ္စည်းတွေပါယူသွားပြီးတော့ပြန်သွားအဲ့ဒါတငယ်ချင်း4ယောက်မှာ2ယောက်ကကြတော့ရဲစခန်းမှာသွားပြီးတော့အမှုသွားဖွင့်တယ်လူပြောက်ကြညာရဲ့အတွက်ပေါ့နော်နောက်2ယောက်ကကြတော့အခန်းကိုသူကရှင်းပြလိုက်တယ်သူတို့ပြောဆိုရတော့သဘောရိုးပဲပေါ့နော်ဘာလို့ဆိုသူတို့မိဘတွေကလည်းရောက်လာနေပြီအခန်းကလည်းပွားရှုပ်နေရပဲဘလို့နေကြမလဲပြီးတော့မကောင်းခွေးတွေအနံ့ဆိုးတွေကြောင့်ရဲတွေကလည်းဘာမှမမှာပါအဲ့အချိန်မှာကတော့2006ခုနှစ်ဆိုတဲ့အချိန်ကကိုရီးယားမှာရဲမှုတွေပါဖြစ်ပေမဲ့ရဲတွေကနည်းနည်းပေါ့ရော့သေးတယ်ပြီးတော့ဒါကကျောင်းသူကျောင်းသားမှုကင်းဆိုတော့ဒါကျောင်းသူကဟာဒီတိုင်းပဲသူတို့စားကြရင်အရန် pressure ကြီးများလာလို့ဒီတိုင်းပဲပျောက်တာပါပေါ့ရော့ရော့ပဲပြန်သွားတယ်အဲ့မှာရဲတွေကတော့သူတို့ကွန်ပျူတာကိုစစ်တယ်ကွန်ပျူတာကိုစစ်ချက်အရာတော့အဲ့ဒီည2နာရီခွဲသူအိမ်ပြန်တယ်ပေါ့နော်အိမ်ရောက်ပြီးတော့2နာရီ59
6 ရက်နေ့မနက်ပိုင်းမှာသူ့ရဲ့ကွန်ပျူတာမှာရှာထားတဲ့ history ကိုကြည့်ရခါကျတော့112ကိုရိုက်ပြီးရှာထားအဲ့ဒါကိုရီးယားရဲ့ emergency number ပြီးတော့သူရှာထားတာနောက်တစ်ခုကကြာ sexual harassment ဆိုပြီးတော့လင်ပိုင်းဆိုင်ရာစော်ကားမှုဆိုတဲ့ဟာကိုလည်းသူရှာထားတယ်ဒါကတော့သူဝင်ကြည့်ထားတဲ့ဆောင်းပါးတစ်ခုမှကြာတော့အကောင်မလေးကမေးထားတာသူ့ကိုတင်ပါလာကင်တာလင်ပိုင်းဆိုင်ရာစော်ကားမှုဖြစ်မြောက်လားဆိုပြီးတော့အကြောင်းတွေသူဝင်ပြီးတော့ဖတ်ထားရပေါ့နော်ဒါပေမဲ့4 နာရီခွဲမနက်ပိုင်းမှာကြာကွန်ပျူတာပိတ်ချပါတယ်ရိုက်တဲ့စလုံးပေါင်းတွေကလည်းနည်းနည်းမှားနေအဲ့ဒါသုံးသပ်လို့ရတာကြာသူကလုံးဝဒေါသဖြစ်နေတဲ့အချိန်မှာသူဒါကိုရှာနေတာပေါ့နော်ပြီးတော့ထပ်မံတွေ့ရှိတာကြာတော့ငယ်ချင်းတွေအချင်းချင်းစကားပြောလို့ရှိရင်အဲ့ခေတ်တုန်းက Viber ပုံစံလိုမျိုးမှာသူတို့ရဲ့ application တစ်ခုရှိရဲ့အဲ့ conversation အဲ့ဒါကလည်းဝင်ပြီးတော့အဲ့ရဲ့ chat ထားတဲ့ message တွေကိုကြာတော့4 ရက်နေ့ကနေတော့10 ရက်နေ့ဥစ္စာကိုဖြတ်ထားတယ်ပြီးတော့တခြားရှာထားတဲ့ chat history တွေsearch history တွေကိုလည်းဖြတ်ထားတယ်အဲ့ခေတ်တုန်းကတော့အရင်ခေတ်မမီသေးဘူးဒါပေမဲ့ဒါမျိုးတွေကိုဖြတ်နိုင်တဲ့လူကတော့ IT တွေကိုကျွမ်းကျင်တဲ့လူတယောက်ဖြစ်ရမယ်ဆိုပြီးတော့သူတို့ဆုံးဖြတ်ချက်ချတယ်တဲလွန်သားသူကကြတော့အယိုဟီရဲ့အခန်းထဲမှာရှိတဲ့သပွဲအသေးစားလေးကပြောက်တငယ်ချင်းတယောက်ကပြောတာတော့သူတို့အဲ့အမှုမတိုင်ခင်မှာသူ့အိမ်ကိုလာတဲ့အချိန်မှာတော့အဲ့သပွဲလေးကိုတွေ့တယ်ပေါ့နော်အခုမှဒီအမှုကင်းဖြစ်ပြီးတဲ့နောက်မှာအဲ့သပွဲကမတွေ့တော့ယိုဟီကဒီသပွဲကိုအရင်အသုံးပြုများတယ်သပွဲရဲ့အောက်ကကျိုးနေရတော့ယိုဟီကဆက်ပြီးတော့သုံးနေတဲ့သပွဲပေါ့နော်သူတော်ယုံနဲ့တွတ်ပြစ်မှာမဟုတ်ဘူးဆိုပြီးပြောတယ်အဲ့ဒီအချိန်မှာပဲသူ့အဖေကတောင်ရဲ့အနီးတစ်ဝိုက်နာမှာလိုက်ရှာတယ်အနီးလေးမှာပဲသူကအဲ့သပွဲကိုတွေ့တယ်သပွဲကိုတွေ့ရဟာကြတော့အမိုင်းပုံနေကြဲမှာအဲ့သပွဲကိုပြစ်ထားတာတွေ့တယ်ပြန်ယူလာသူ့အဖေကတော့ပြောရပါသပွဲပေါ်မှာချီရအများကြီးပဲသွေးဆက်တွေအသေးလေးလည်းတွေ့ရပေါ့နော်ပညာရှင်တွေနဲ့ဆက်လိုက်တော့ဘာမှဆုံးဖြတ်လို့ရတဲ့သဲလွန်စားတစ်ခုမှမပေးဘူးပေါ့နော်ယူရင်းဖေကထပ်ပြောတယ်သူ့သမီးအိမ်မှာတဲ့တူရှိတယ်တဲ့အဲ့ဒါလည်းပျောက်နေတယ်တဲ့တငယ်ချင်းတွေကတော့အဲ့တူကိုမမြင်ဘူးတဲ့အတွက်ကြောင့်ဘာမှတော့ထောက်ခံလို့မရဘူးခိုင်လုံတဲ့ထောက်ထားတစ်ခုဖြစ်မလာဘူးနောက်တစ်ခုကကြတော့ယွန်ဟီရဲ့အမကသူရောက်ချင်းတွေ့တဲ့အချိန်မှာဆက်လက်တောက်ပြီးသားဆက်လက်လေးတွေ့တယ်တဲ့အဲ့ဒါကိုသူကအဲ့တုန်းကတော့သူကဒီလောက်အမှုကြီးဖြစ်သွားမယ်မထင်တဲ့အတွက်ကြောင့်ယွန်ဟီတောက်ထားပဲသူ့အဖေမိတွေလာလို့ရှိရင်စုခမ်းမှာဆိုလို့သူ့အမကနေတော့လွတ်ပစ်လိုက်တယ်အကယ်၍ဒါလူသက်သမားတောက်ခဲ့တယ်ဆိုလို့ရှိရင်တော့DNA တွေပါဆက်လို့ရှိရင်တော့တဲလွန်စာတစ်ခုတော့ရလာမှာပေါ့နော်။မယိုဟင်းတငယ်ချင်းတွေကပြောတယ်သူယိုဟင်းကဆက်လိတ်မတောက်တော့ပေမဲ့လည်းတစ်ခါတောက်တယ်တဲ့အဲ့တော့ကြောင့်ယိုဟင်းဆက်လိတ်လည်းဖြစ်နိုင်တယ်အကယ်၍လူသက်သမားဆက်လိတ်ဆိုလို့ရှိရင်လည်းလူတက်ပြီးွားလို့ရှိရင်သူဒီလိုမျိုးဝဒနာမှာလူမြင်ကွင်းမှာထွက်ပြီးတော့ဆက်လိတ်လည်းမတောက်တော့ဘူးပြီးတော့အဲ့လောက်ထိအချိန်လည်းရမှာမဟုတ်ဘူးဆိုပြီးတော့ပြောတယ်အဲ့တော့ကြောင့်အဲ့ဒါလည်းထောက်တာတစ်ခုတော့ဖြစ်မနေဘူးပေါ့နော်ယိုဟီပြောက်တဲ့နေ့ကသူဆိုင်မှာသူ့တငယ်ချင်းတွေနဲ့ဘားသွားတဲ့အင်ကြီးတော့သူတို့အိမ်မှာရှာမတွေ့အဲ့ဒီအတွက်ကြောင့်သုံးသက်တာတော့ယိုဟီကအိမ်ရောက်ချင်းအင်ကြီးတော့မလဲရသေးဘူးကွန်ပျူတာမှာသူတန်းပြီးတော့စကလုံးတွေရှာတယ်ပေါ့နော်လင်ဘတ်ဆိုင်ရာအကြောင်းတွေသူကရှာတဲ့အတွက်ကြောင့်ရောက်ချင်းအခန်းထဲမှာလည်းဖြစ်နိုင်ခြေရှိတယ်ပြီးတော့သူ့ရဲ့ခွေးတွေကိုသူကပုံမှန်အဝေးသွားမယ်ဆိုလို့ရှိရင်အခန်းပုံသေးလေးထဲမှာလော့ချပြီးထားခဲ့အဲ့နေ့ကသူတို့တွေ့ရဲ့အချိန်မှာခွေးတွေကအပြင်ရောက်နေအဲ့အတွက်ကြောင့်ယွန်းကြီးကသူအပြင်သွားမယ်ဆိုလို့ရှင်တော့သူအဝေးသွားမယ်ဆိုတဲ့ရည်ရွယ်ချက်တော့မရှိဘူးရဲတွေကတခြားပတ်ဝန်းကျင်တွေတော့မေးတယ်ဒါပေမဲ့ဘာမှခိုင်မာတဲ့အထောက်ထားတော့မရဘူးဘေးကန်းကြတော့သူတို့အိမ်ကြီးကပြန်မအိပ်ဘူးတခြားခန်းတွေကကြတော့သူတို့လည်းအော်တန်တော့မကြောက်ဘူးသူတို့လည်းအရင်အိပ်ပျော်နေရဘာလို့ဆိုညဘက်မိုးချုပ်နေပြီဆိုတော့နောက်တစ်ခုသဲလုံစာအကြီးရကြတော့တရိษံစေခုကျောင်းသူကျောင်းသားကြီးဆိုတော့လေသူတို့ရဲ့ကျောင်းမှာသွားပြီးတော့ရှာရင်းနဲ့ကြတော့အဲ့ဒီကကြတော့သူတို့ပုံမှန်တရိษံတွေခွဲစိတ်ပြီးသွားလို့ရှိရင်တေချာစနစ်တကျနဲ့တော့လွတ်ပြရဂျွန်ရှိရနေရကြတော့အဲ့ဒီအမှတ်ရဲ့ weight ကကြတော့ပေါင်240လောက်ရှိတယ်ပုံမှန်နေ့တွေမှာဆိုလို့ရှိရင်ပေါင်90 3ချလောက်တော့กว่าအဲ့အတွက်ကြောင့်သူတို့ကျောင်းအောင်စုံစမ်းတယ်ကျောင်းမှာသူတို့အကောင်ကြီးလိုနွားတို့ဝက်တို့မြန်ခွဲစိတ်မှုတွေလုပ်သလားဆိုတော့လေမလုပ်ကြဘူးဘာဖြစ်လို့ဆိုတော့သူတို့ဆောင်းမွေးပွဲအကြီးနာနေနေပြီဆိုတော့အဲ့လိုမျိုးခွဲစိတ်မှုလည်းမရှိဘူးနောက်တစ်ခုကယွန်းဟီးကဘာဖြစ်လို့ရဲတွေကိုဖုန်းဆက်ပြီးတော့မတိုင်ပန်းနဲ့ကွန်ပျူတာထဲမှာသူတို့ရဲ့ emergency number ကိုရှာရတယ်လဲဆိုတော့အမှုမဖြစ်ခင်မှာပဲ3ရက်အလိုလောက်မှာယွန်းဟီးကအိမ်ပြန်လာသူကကျူရှင်နေပါလိုက်တင်တယ်ညဘက်မိုးချုပ်တဲ့အချိန်မှာအိမ်ပြန်လာတဲ့အချိန်မှာသူ့ရဲ့ကြောပိုးအိတ်ကိုမော်တော်ဆိုင်ကယ်ပေါ်ကလူ2ယောက်ကလူသွားတယ်ပေါ့နော်
အဲ့ထဲမှာသူ့ရဲ့ကိုရေးကိုတာအချက်လက်သူ့ရဲ့ចောင်းသားတက်တို့ဖုန်းတို့ပတ်စံအိတ်တို့ပါသွားတယ်စဉ်းစားစရာတစ်ခုကကြတော့ဒီမော်တော်ဆိုင်ကယ်ထွက်ပြေးသွားတဲ့တခိုးတွေကပဲယွန်ဟီကိုလာပြီးတော့အန်ဒီရဲ့ပေးတာလားပေါ့ဘာလို့လဲဆိုတော့သူ့ရဲ့ကိုရေးကိုတာအချက်လက်တွေကလည်းပါသွားတယ်သူကဘယ်เจ้าမှတက်နေတယ်ဘယ်နှစ်လဲအကုန်သိတယ်ပေါ့နော်သူ့ရဲ့အိမ်လိပ်စာတွေပါသိသွားတဲ့အတွက်ကြောင့်ဒီလူကြောင့်ပဲလားဆိုပြီးတော့ဖြစ်နိုင်တယ်သူ့ရဲ့ဖုန်းကိုလိုက်ပြီးတော့နောက်ဆုံးကိုကြည့်လိုက်တဲ့အချိန်မှာကြောင်းနားပတ်ဝန်းကျင်နားမှာ signal တော့မိတယ်။အဲ့မှာဒီတခိုးကိုဖမ်းမိတဲ့အချိန်မှာကျတော့အဲ့တခိုးကကျတော့ဒီလိုမျိုးလင်မိုင်းဆိုင်ရာနောက်ဖြောက်မှုနဲ့အမှုတော့ဖြစ်ဖူးတယ်။အဲ့အတွက်ကြောင့်သူ့ကပဲလားဆိုပြီးတော့တန်တရားတော့ရှိတယ်ဒါပေမဲ့ဘလို့မှကောက်ချက်ချလို့မရဘူး။ယွန်ဟီတို့မိသားစုရဲ့သူတို့တန်တရားအရှိဆုံးလူကတော့ Mr. Kim ယွန်ဟီရဲ့တငယ်ချင်းဘာဖြစ်လို့လဲဆိုတော့ဒါသူကယွန်ဟီကိုနောက်ဆုံးတွေ့လိုက်တဲ့လူပေါ့နော်သူတို့မိသားစုပြောဆိုရကြတော့ Mr. Kim ကကြတော့တစ်ဖက်သက်ကြိုက်နေတာသူ့သမီးကိုဆွဲလန်းနေတာပေါ့နော်သူ့သမီးအကြောင်းစာအုပ်တွေမှာလည်းရေးတယ်သပင်ကအစတိန်းထားတယ်ဆိုပြီးတော့ပြောကြတယ်ဒါပေမဲ့တချို့တွေကလည်းပြောတာယွန်ဟီရဲ့ Mr. Kim ကလည်းကောင်းတဲ့ဆက်ဆံမှုရှိရသူတို့တွဲလာလည်းလောက်ကြတယ်ပြီးတော့ Mr. Kim ကအင်ဂျီတွေပါဝယ်ပေးတဲ့ဟာကိုလည်းယွန်ဟီကဝတ်တယ်ဆိုပြီးတော့ပြောတယ်အဲ့တော့ယွန်ဟီကသူတို့အမေဖေပြန်အိမ်ကိုပြန်လို့ရှိရင်ဒီခွေးလေးထားခဲ့လို့ရှိရင် Mr. Kim ကိုသူ့ရဲ့အိမ်တကားရဲ့ password ကိုပေးထားတယ်ပေါ့နော်ခွေးတွေသွားကြည့်လို့ရအဲ့မှာတခုတန်တရားဖြစ်စရာကြတော့ဘာဖြစ်လို့ Mr. Kim ကရဲတွေကိုခေါ်တဲ့နေ့ကတကားကိုတောင်ထောက်ပြီးတော့ဝင်ရတာလေသူ password လေးနှိပ်လိုက်လို့ရှိရင်လွယ်ကူဝင်လို့ရတယ်ဘာဖြစ်လို့ तू ကမသိချင်အောင်ဆောင်နေရတာလဲဆိုတာလေတန်တရားတစ်ခုတော့ရှိတယ်တစ်ဖက်ကနေအမြင်ကကြတော့အကယ်၍သူတို့က Mr. Kim နဲ့ယွန်ဟီနဲ့တော့အိမ်ထဲမှာအတူတူနေကြတယ်ဆိုလို့ရှိရင်သူတို့မိဘတွေတီးလို့ရှင်ဘေးနာတငယ်ချင်းတွေတီးလို့ရှင်ကောင်မလေးသူကအချက်သိက္ခာရရပေါ့နော်အဲ့2006ခုနှစ်တုန်းကလည်းကိုရီးယားရဲ့အရာပွင့်လင်းတဲ့ culture မဟုတ်သေးဘူးပေါ့နော်အဲ့အတွက်ကြောင့်အဲ့လိုမျိုးလည်းဖြစ်နိုင်တယ်ဆိုပြီးတော့လည်းပြောလို့ရတယ်ဒုတိယတန်တရားအချက်ဖြစ်ဆုံးကကြတော့ဘာဖြစ်လို့ဒီကင်းဖြစ်နေတဲ့အခန်းကိုသူတို့ Mr. Kim ရဲ့တငယ်ချင်းတယောက်ကြီးဘာဖြစ်လို့ရှင်းထုတ်လိုက်ရတာလဲသူတို့ရှင်းတာလည်းအကယ်အမိုက်ထုတ်ကိုနော်တောင်ရဲ့အရှိမမချပဲနဲ့နည်းနည်းအလှမ်းဝေးတဲ့နေရာမှာအမိုက်ကိုပတ်ပြအဲ့ဒါလည်းတန်တရားဖြစ်စရာတစ်ခုတော့ရှိတယ်ဒါပေမဲ့သူတို့ရဲ့ကာဘာအနေနဲ့ပြန်ပြောတာကြတော့ဒီဟာသူတို့မိဘတွေလာလို့ရှင်ဒါခွေးအမြင့်ကြီးတွေနဲ့ဘလို့မှအိတ်လို့မရဘူးဘလို့မှလည်းနေလို့မရယိုဟီးတာပြန်လာခဲ့လို့ရှိရင်ဒါသူတို့ကအမှုကြီးမှမဟုတ်တာယိုဟီးတာပြန်လာလို့ရှိရင်လည်းအေးစစ်စစ်နားလို့ရအောင်ဆိုတော့သူတို့သဘောရိုးနဲ့ရှင်းခဲ့ပါတယ်ဆိုပြီးတော့လည်းထွက်ဆိုတယ်။နောက်တတိယတန်တရားအရှိဆုံးလူကတော့သူတို့နဲ့ညစာတူတူလိုက်စားတဲ့သူတို့ရဲ့ professor ပေါ့နော်။ကျောင်းဆရာကလည်းတန်တရားရှိတယ်။ပုံမှန်အဖြစ်ယွန်ဟီနဲ့အကျောင်းဆရာရင်းနှီးမှုတော့ရှိတယ်။ဘာဖြစ်လို့လဲဆိုတော့ယွန်ဟီကအဲ့ professor ရဲ့ကလေးတွေကိုကျူရှင်ပြတယ်ညနေကြတယ်။ဒါပေမဲ့အဲ့နေ့မှာစားတဲ့နေ့မှာကျတော့ယွန်ဟီနဲ့ professor နဲ့တူတူထိုင်နေတယ်။ထိုင်နေတဲ့ပြင်မှာယွန်ဟီကသူတက်တောင့်တက်တာမရှိတဲ့ပုံစံဖြစ်နေတယ်ပေါ့နော်ဒီဆရာနားမှာထိုင်ရအဲကြောင့် Mr. Kim လိုတောင်ပြောငါတို့နေရာလဲကြရအောင်ဆိုပြီးပြောပြီးတော့Mr. Kim နေရာမှာတော့ဝင်ထိုင်လိုက်တယ်စာကိုလည်းမေးတယ်နင်ဘယ်ချိန်အိမ်ပြန်ရောက်တာလဲဆိုတော့သူ့ရဲ့ပထမထွက်ဆိုချက်ကကြတော့2နာရီမှအိမ်ပြန်ရောက်နောက်တစ်ချိန်သူက2နာရီခွဲကိုအိမ်ပြန်ရောက်တယ်ဆိုပြီးပြောလိုက်တယ်သူကခိုင်မာအောင်လို့ပေါ့နော်သူအပြင်မှာရှိနေပါတယ်ဆိုတော့ပြောင်းမနေဘူးဆိုတဲ့ပုံစံနဲ့သူကထွက်ဆိုလာနောက်တစ်ခုတန်တရားဖြစ်စရာကြတော့အကောင်တွေခွဲစိတ်ပြီးစွန့်ပစ်တဲ့နေရာကြတော့လူတိုင်းကသွားလို့မရဘူးတချို့ကျောင်းနဲ့ပတ်သက်ရာတာဝန်ရှိသူတွေပဲသွားလို့ရတဲ့နေရာပေါ့နော်အဲ့အတွက်ကြောင့်ဒီ professor ပဲဒီနေရာကိုသွားပြီးစွန့်ပစ်ခဲ့သလားပေါ့နော်ယွန်ဟီရဲ့အလောင်းထဲမှာလည်းလူရဲ့တန်တရားဝင်တယ်ဒါပေမဲ့ဘာမှထားခိုင်လုံတဲ့အထောက်ထားလည်းမရှိဘူးတချို့ကဆွဆွဲချင်တာကြတော့ဒီ professor ကကြတော့ power ရှိတယ်အဲ့ဒါကိုရဲတွေနဲ့ပေါင်းပြီးတော့ပဲပုံဖိခဲ့လာပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ရဲတွေကယွန်ဟီရဲ့ computer ကိုယူသွားတဲ့အချိန်မှာတချို့ data တွေပေါ့နော်အရေးကြီးတဲ့ data တွေရတယ်အထဲမှာရှိတဲ့အချိန်မှာဖြတ်မိသွားတယ်ဆိုပြီးတော့ပြောလာတယ်အမှုမှာတော့တန်တရားရှိဆုံးလူ3ဦးရှိရဲ့ပထမ Mr. Kim ယွန်ဟီရဲ့တငယ်ချင်းဒုတိယတစ်ယောက်ကကျတော့ယွန်ဟီရဲ့ professor တတိယတစ်ယောက်ကကျတော့လုံးဝဒဇိန်တစ်ယောက်ပေါ့နော်ဒဇိန်ကပဲတုံးချန်သွားတာလားဆိုပြီးတော့လည်းစဉ်းစားရတယ်အခုချိန်မှာတော့ယွန်ဟီမိဘရဲ့အသက်80ကျော်ပြီဒါပေမဲ့ဒီအမှုကိုမမေ့သွားအောင်လို့သူတို့မှာပွဲတွေလုပ်တယ်သူတို့ YouTuber တွေနဲ့ဆက်သွယ်တယ်
ဒီအမှုတွေအကြောင်းပြောပြတယ်။သမီးရဲ့အမှုမှန်တရားရဖို့အတွက်သူတို့အခုထိစူးစမ်းနေစေ။အဲ့မှာပဲတစ်ခုရှိတာသူတို့ယူနီရဲ့ poster တွေနဲ့ကြော်ညာတယ်။ယူနီ poster site အကြီးကြီးတွေလုပ်ပြီးတော့သူတို့တန်တရားရှိဆုံးသူကတော့ Mr. Kim ပေါ့နော် Mr. Kim သွားတဲ့လမ်းတို့အိမ်နာတို့ဘာလို့မှလည်းလိုက်ချိတ်ထားတယ်။အဲ့ဒီအချိန်မှာပဲအဲ့ poster တွေကဖြက်စီးခံရတယ် CCTV တွေစမ်းကြည့်တဲ့အချိန်မှာကျတော့ Mr. Kim ကလာပြီးတော့ဖြက်စီးတယ်။သူ့ကိုရဲတွေကမေးတဲ့ခါကျသူကတော့ဝန်ခံတယ်သူဒီ poster တွေကိုဖြက်စီးခဲ့တယ်ဘာဖြစ်လို့လဲဆိုတော့လူတွေကအခုသူ့ကိုအရန်ဆွဆွဲကြရပေါ့သူကလူသက်သမားဒါပေမဲ့လည်းသူမသက်ပါဘူးဆိုတာအဲ့မှာ stress တွေအရန်ရတယ်ပေါ့နော်အဲကြောင့်ဒီ poster တွေကိုသူဖြက်စီးခဲ့တယ်အဲကြောင့်ယွန်းဟီးမိဘတွေလည်းတိတ်ခါချမှုနဲ့တရားရေးပါရုံကျန်ဆွဲခဲ့တယ်။ရဲ့မှန်တော့ဒီလောက်ပါပဲ။အမှုက16နှစ်ကြာတဲ့အထိလူသက်သမားဘယ်သူမှမသိသေးဘူး။တဲလွန်စားတွေအများကြီးရှိပေမဲ့လည်းနားဆင်သူတွေလည်းဘယ်သူသက်သာလဲလို့ထင်တယ်လဲ။ပြောပေးသွားပါအောင်ရှင်ကျေးဇူးတင်ပါတယ်။